တာဝမ်းသာတာပေါ့တင်လဲတင်မထားဘူးလေအဲ့လောက်ကြီးထီလဲတင်မထားခဲ့ဘူး တစ်ချက် feedback ကတော့ တချင်းရတော့တော်တော်ကိုကျွန်တော်တိုင်းလာတော့ကျွန်တော်တော်တော်ပေါက်တယ်လို့ထင်တယ်ကိုအနေထားနဲ့ကိုတော့ ဒီမြန်မာလေးမဟုတ်ဘူးကျွန်တော်ထိုင်းမလေးအကုန် ဆိုလို့ရှိရင်ဟုတ်လားမဟုတ်လားအဲ့ဒီတော့ဒီမလေးတို့ကထိုင်းကနေအားပေးနေတာမလေးကနေအားပေးနေတာ အဲ့လိုတွေပေါ့ စင်ကူကနေအားပေးနေတာ အခုတော့တနိုင်ငံလုံးတိုင်းတာနဲ့တည်သွားပါပြီ ဒီနေ့မှာပြစ်တော့မှာပါပဲတင်နေရာလေးရှိုးတာဒီဘက်လေး ကောရဘက်ကလေးဗျအဲ့ညီမလေးစားလေးသူဆော့တာဟိုလီယိုမျိုးကြီးတော့ပြပြမီစင်းကကိုရွာသားနွားစီပြန်မလာတော့ဘူးလားဆိုပြီးအဲ့တချင်းလေး အဲ့လိုထိုးခံတာပေါ့ အဲ ယူဖို့မျိုးကြီးသွားတယ်ပြပြမိစိန်ငါရဲ့ကိုရွာသားနွားစီပြန်မလာတော့ဘူးလားကွယ်တယ်လို့မျိုးကြီးသွားတယ်ပြပြမိစိန်ငါရဲ့ကိုရွာသားနာကိုပြန်မလာတော့ဘူးလားကွယ် အဲ့ဒါလေးကကျွန်တော်တို့ဒီကျွန်တော်တို့ဒီကျန်တဲ့ဟွာလေးနေပေါ့ရုပ်ကလေးကပ်ပြီးတော့တင်လိုက်တဲ့ဟာလေးကနေညီမလေးတယောက်ကအဲ့လို line ပေါ်မှာသူခါသားမြင်လေးနဲ့ အဲ့ဒီလေးလောက်တာ အဲ့ဒီကလေးလောက်တင်လိုက်တာ တင်လိုက်တာ တင်လိုက်ပြီးခု music video ရိုက်တဲ့ချိန်မှာလည်းတကယ်ဟိုရိုက်ခွင်းထဲမှာနွားတွေပါတော့တိုက်ဆိုင်တော့ ကိုအကြောင်းသိနေလို့လားကိုကန်ရလို့လားဒါနေကန်တွေကလည်းဒါ ဟောပြန်တော့တချို့ကလည်းတချို့ကလည်းတချင်းဖြစ်စီရပေါ့အရေးယူမလုပ်ပါဘူးကျွန်တော်တို့ကကြတော့ဒါအကုန်လုံးကအနုပညာမောင်နှမတွေဆိုတော့ဒီလိုပဲတချင်းကိုစဆိုကြလိုက်တိုင်းသူတို့ကနှစ်တက်လို့လိုက်ဆိုတာလေအဲ့လိုလေးပဲသဘောထားလိုက်ပါတယ်